Hello ဒီနေ့တော့ပါရမီလန်အမပေါ်ဟာအိုဆူရှီဆိုင်လေးမှာချစ်တုံလေးရဆူရှီစားခြင်းလို့သွားစားကြရယ်နော်အဲ့မှာကြတော့လေသူ့တငယ်ချင်းမွေးနေ့တော့လည်းသူကအဲ့မှာပထမဆုံးစားပြီးတော့အဲ့ဒီ feeling လေးကိုသူပြန်ပြီးတော့လိုချင်နေတင်ပါတယ်နော်အဲ့တော့သူကတတိယတက်ကိုတက်ချင်တာဒါပေမဲ့တတိယတက်မှာကြတော့ဘုကင်ပြည့်နေလို့တဲ့အဲ့ဒုတိယတက်မှာပဲထိုင်ပြီးတော့စားခဲ့ပါတယ်သူတို့အိမ်တော့ဆော့တဲ့အားလေးကိုသူတတိယရထင်ပါတယ်အဲ့မှာသူအနာလေးကိုသူတတိယလို့ပြောနေရုပ်ကောက်နေတဲ့ရုပ်ကောက်ဆက်ကပတ်စံလေဂျမ်းဖြစ်နေဂျမ်းဖြစ်တော့ကောက်လို့မရဘူးပေါ့နော်မသားဖားနှစ်ယောက်ကတော့ပတ်စံထည့်လို့မရလို့တဲ့အဲ့မှာချစ်တုံလေးကဘယ်မှာသွားပြီးတော့ပြောခုတော့သူက my left တချင်းတီလုံးလေးကြားတယ်သဘောတွေကြားတယ်နော်တကယ်တော့လေတစ်စက်မှအငြိမ်မနေဘူးချားဧည့်သည်တွေနဲ့မဟုတ်လို့အာနာလို့ရန်ကိုငိန်သေးတွေးတာမဟုတ်ဒီမှာဒါလေးပထမဆုံးတစ်ဆက်လာချတယ်ပေါ့နော်အဓိကတော့သူစားကျင်တာလေးတွေပဲသူရွေးစားတာပေါ့လေသူမစားလို့ကြံတာတွေကတော့ဖေဖေနဲ့မမေစားပေါ့ရေညှိတွေကဘယ်မှာဝယ်လို့ရလဲတော့မသိဘူးရေညှိတွေလုံးဝဝယ်လို့မရလို့စိုက်မှာလိုက်ကျွေးနေရတာပေါ့နော်အရင်တော့ကတော့အိမ်မှာပဲကိုယ့်ဘက်ကိုသူစားတဲ့ရတာလေးတွေလှုပ်ကျွေးတာဆိုတော့ကဲခုတော့ပြန်လိုက်ပါအောင်မယ်ရုပ်ကောက်လို့လည်းမရပါဘူးအဲ့တော့ဘဇာမှာသွားပြီးတော့ဈေးဝယ်ရင်လည်းသူ့ဖေဖေကကောက်လိုက်တာသိတော့မသိဘူးသမီးလာယူဆိုတော့မှလေကဲဒီလာပူလေးရပါတယ်လာပူကောင်းလေးရတော့ချစ်တော်ကိုပြောသွားတယ်နော်2000နဲ့ဒီရုပ်ကလေးရသွားပါတယ်ရှင်ဒီနေ့တော့ဒီလောက်ပါကျေးဇူးတင်ပါတယ်ရှင်We got for 2000.